ကျွန်တော်တို့မနေ့ကတော့ပွဲရလက်ခံမှန်းငန်းပြီးတော့ Champions League Final PSG အသင်းနဲ့ Arsenal အသင်းရဲ့ပွဲစဉ်ကိုပွဲရလက်ခံမှန်းပြီးတော့ကျွန်တော် Airport ပေးမဲ့အစီအစဉ်လေးတင်ခဲ့တဲ့ဗီဒီယိုမှာview တွေ2သိန်းကျော်လောက်ဖြစ်သွားတယ် comment ကလည်း2000ကျော်လောက်3000နီးပါးလောက်ကိုဖြစ်သွားတယ်အဲ့အတွက်ကျွန်တော်အခုဗီဒီယိုညနေ6နာရီလောက်မှပဲရိုက်နိုင်တယ်ဘာကြောင့်လဲဆိုတော့တနေကုန်လုံးကျွန်တော်တို့ comment ကိုတေချာလေးကျွန်တော်စစ်ခိုင်းထားတယ်ကျွန်တော်တို့တော့သူလည်းတေချာလေးစစ်ထားတယ်ဒါပေမဲ့အဖြေမှန်တဲ့သူရှိမရှိဆိုတော့ကျွန်တော်တို့ခဏနေပြောပြတော့မှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အခုစစ်တယ်ဆိုတာ TikTok မှာပဲစစ်တာမဟုတ်ဘဲね Facebook ကို TikTok နှစ်ခုလုံးကျွန်တော်တို့စစ်ထားတာဖြစ်ပါတယ်အဲ့တော့ TikTok မှာမှန်ထားတဲ့တွေထဲမှာကျွန်တော်နှစ်မျိုးကိုကောင်းတာcomment 3-4ခုလောက်တော့ကျွန်တော်တွေးလိုက်တယ်ပွဲပြီးရတဲ့ result မှန်ပြီးတော့ဂိုးသွင်းတဲ့သူလည်းမရေးထားဘူးဂိုးသွင်းတဲ့သူဘယ်သူလဲဆိုတော့လုံးဝမပြောတော့အဲ့လို comment ပန်ရှင်တွေရှိတယ်ပေါ့နော်အဲ့တော့ဒါနှစ်မျိုးကိုကောင်းပါတယ်ဒါပေမဲ့ကျွန်တော်အစီအစဉ်အသစ်တစ်ခုလည်းထပ်ပြီးတော့ဒီအခုပွဲပြီးရလက်မှားသွားတဲ့လူတွေအတွက်ကိုနောက်တဲ့အစီအစဉ်တစ်ခုလည်းထပ်ပြီးတော့လုပ်ထားပါတယ်ကျွန်တော်ရဲ့ editor ထပ်ပြီးတော့ပြပြပါလိမ့်မယ်ခင်ဗျဟုတ်ပါတယ်ကျွန်တော်တို့လည်းဒီအစီအစဉ်ကိုတကယ်ကိုပေးကျင်တဲ့ဆန္ဒလေးရှိလို့ကျွန်တော်ဒီအစီအစဉ်လေးလုပ်ပေးထားတာမနက်ခရဲကနေပြီးတော့အခုချိန်ထိကျွန်တော် comment 2500ကျော်3လောက်တိတိကျွန်တော်စစ်ပြီးတော့ပါပြီခင်ဗျအဲ့စစ်ပြီးလို့လည်းဒီအချိန်ကြီးရောက်ပြီးဒီအချိန်မှဗီဒီယိုတင်ရတယ်ကျွန်တော်ဒီ3လောက်တိတိစစ်ပြီးသွားပြီကြည့်ရသလောက်ကတော့ကျွန်တော်တို့ comment တချို့ comment တွေကပွဲပြီးရလက်မှန်တယ်ပေါ့နော်ပွဲပြီးရလက်1-1မှန်တာမှန်တယ်ဒါပေမဲ့ဒီဂိုးသွင်းတဲ့သူရလက် first goal ရလက်ကိုမှန်တာဟာတော့လွဲတယ်ပေါ့နော်ဆိုတော့အဲ့လိုတွေလွဲတာတွေလည်းရှိတယ်တချို့ကြတော့ဒီမနေ့ကဆိုလို့ရှိရင် Kai Havertz ကပထမဦးဆုံးဂိုးသွင်းသွားတယ် Kai Havertz ကိုမှန်တာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ပြောထားတဲ့စီကန်3ချက်နဲ့ညီရမှာဖြစ်ပါတယ်ခင်ဗျ follow လုပ်ထားရမယ်နောက်ကျွန်တော်တို့ဒီဂိုးရက်လက်ပွဲပြီးရက်လက်လို့ခံမှန်းရမယ်မိနစ်90အတွင်းပေါ့နော် penalty မပါသွားဘူးမနေ့က penalty နဲ့ပြီးသွားတော့ကျွန်တော်တို့မိနစ်90အထိရခဲ့တဲ့ပွဲပြီးရက်လက်ကိုပဲကျွန်တော်တို့အကျုံးဝင်ပါတယ်ဆိုတော့1-1ပါခင်ဗျပွဲပြီးရက်လက်ကအဲ့တော့ကျွန်တော်တို့ဒီပွဲပြီးရက်လက်ကိုလည်းမှန်းရမယ်ပထမဆုံးဂိုးသွင်းတဲ့သူလည်းမှန်းရမယ်ကျွန်တော်တို့ရဲ့ page ကို follow လုပ်ထားတဲ့သူလည်းဖြစ်ကြမယ်အဲ့3ချက်လုံးနဲ့ညီမှကျွန်တော်ဒီလက်ဆောင်ကိုပေးမှာပဲဖြစ်ပါတယ်ခင်ဗျဆိုတော့တချို့တွေကဘာလို့ဒီအထင်လွဲသွားကြလဲဆိုတော့ကျွန်တော်ပထမဆုံးဂိုးသွင်းတဲ့သူမှန်းတယ် Kai Havertz ကိုမှန်းတယ်မှန်ကြတယ်ဒါပေမဲ့ပွဲပြီးရက်လက်ကိုမရေးထားကြဘူးသူကျတော့ပွဲပြီးရက်လက်ရေးတယ် first goal သွင်းတဲ့သူမရေးထားကြဘူးပေါ့နော်အဲ့လိုလေးလွဲလွဲမှုလေးတော့ရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့ကျွန်တော် comment 2005လုံးစစ်ပြီးရသလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တခုတယောက်မှတော့မမှန်ပါဘူးခင်ဗျာတယောက်မှမှန်ကန်တဲ့သူတော့မပေါ်လာဘူးဒါပေမဲ့ကျွန်တော်အစီအစဉ်လေးနောက်တစ်ခုထပ်လုပ်ပေးထားတယ်အဲ့ဒါဘာလဲဆိုတော့ဒီတစ်ခါကတော့ only Arsenal fan တွေအတွက်ပါခင်ဗျာ PSG fan တွေအတွက်မဟုတ်ပါဘူး only Arsenal fan တွေအတွက်ပါပဲအတာကတော့ကျွန်တော်တို့ဒီ MK Mobile မှာဖုန်းတစ်လုံးဝယ်မယ်ဆိုလို့ရှိရင် Arsenal fan Arsenal အင်ကြီးနဲ့ဂျာစီနဲ့လာဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုနပေးတဲ့ airport ကိုကျွန်တော်တို့ပြန်ပြီးလက်ဆောင်ထည့်ပေးသွားမှာပဲဖြစ်ပါတယ်အကယ်လို့ airport မလိုချင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းဝယ်တဲ့အချိန်ညရင် cashback 9000ပဲကျွန်တော်စီစဉ်ပေးထားပါတယ်ခင်ဗျာမိတ်ဆွေတို့မှာရွေးချယ်စရာ choice နှစ်ခုရှိပါတယ် airport ယူမလား cashback 9000ယူမလား choice နှစ်ခုရှိပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ Arsenal fan only အတွက်ပါပဲเนาะ Arsenal fan တွေအနေနဲ့ကျွန်တော်တို့ဒီ MK Mobile မှာလာဝယ်မယ်ဆိုလို့ရှိရင် cashback 9000နဲ့ယူမလားဒီ airport ယူမလားဆိုကိုယ်တိုင် choice ပြီးတော့ဝယ်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့နောက်တစ်ခုပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့အခုအဲ့ဒီ post တင်ထားတဲ့ video အောက်မှာ comment ဦးပြန်ဖွင့်ပေးလိုက်ပါပြီခင်ဗျာကျွန်တော်တို့ဘက်က comment စစ်တာမှားကောင်းမှားနိုင်တယ်အမှားတွေရှိကောင်းရှိနိုင်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့တဦးတယောက်ကများအဖြေမှန်ကိုဖြေထားခဲ့သည်ရှိတော့တဦးတယောက်ကမှန်နေခဲ့သည်ရှိတော့အခုမှန်ထားတဲ့ comment ကိုကျွန်တော်တို့ CB မှာ screenshot နဲ့တကွာလာရောက်ပြသခွင့်ရှိပါတယ်လာရောက်ပြပေးပါအကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့တခြားတယောက်ရဲ့ comment ကိုမြင်လို့မှန်နေလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ screenshot ရိုက်ပြီးလာပြပေးလို့ရပါတယ်ကျွန်တော်ဆက်သွယ်ပြီးတော့ချက်ချင်းအဲ့လူလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာcomment 2500ကျော်ကျွန်တော်တို့စစ်တဲ့နေမှာအမှားရင်းလေးရှိခဲ့ရင်လည်းဆိုလို့ရှိရင်လည်းဒီနေရာနဲ့ကြိုပြီးတော့တောင်းပန်ပေးရစေဆိုတော့မှားခဲ့ပြီးရှိတော့မှန်နေတဲ့သူရှိနေလည်းကျွန်တော်တို့စီမှာလာရောက်ထုတ်ယူလို့ရပါတယ်အခုလည်း comment ပြန်ဖွင့်လိုက်ပြီးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ comment တကယ်လို့မှန်နေခဲ့ပြီဆိုလို့ရှိရင် screenshot ရိုက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်မနေ့ကပြောထားတဲ့10:15အရင်ကမှန်ခဲ့တဲ့ comment ဖြစ်ရပါမယ်ခင်ဗျာကျွန်တော်မနေ့က10:15မှာ comment ပိတ်တယ်အဲ့ဒီနောက်ပိုင်းမှာမှန်နေကျွန်တော်လုံးဝလက်မခံပါဘူးလုံးဝအကျုံးမဝင်ပါဘူးအဲ့အတွက်ကြောင့်မလို့မနေ့ကည10:15မရောက်ခင်ကျွန်တော်အချိန်အတွင်းမှာမှန်ထားတဲ့ comment ဖြစ်ကြမယ်ကျွန်တော်တို့ဦးကပြောတဲ့စီကန်းချက်တွေအားလုံးနဲ့ညီနေရမယ်ဆိုလို့ရှိရင်ကျွန်တော်ချက်ချင်းထုတ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျဒါလေးကိုကျွန်တော်အသိပေးတာဖြစ်ပါတယ်ကျွန်တော်ဦးကပြောခဲ့တဲ့အတိုင်း Arsenal fan တွေတီးတန့်ကျွန်တော်အစီအစဉ်လေးတစ်ခုလုပ်ပေးထားတယ်ပုံဝယ်မယ်ဆိုလို့ရှိရင် MK Mobile မှာကျွန်တော်တို့ cashback 9000ဒါမှမဟုတ် airport ယူပြီးတော့လာဝယ်ဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ